ကချင်ပြည်နယ်ကစားစာလေးဖြစ်တဲ့ပန်းဥထောင်စားမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ပန်းဥကိုစိုက်ထားတဲ့ဒီအရွက်ကလေးပေါ့နော်အဲ့ဒီအရွက်ကလေးကိုလည်းထောင်စားလို့ရတယ်ဥလည်းထောင်စားလို့ရတယ်ဒါပေမဲ့ကျွန်မကအရွက်ကလေးကိုထောင်စားမယ်အဲ့ဒါလေးတွေကိုရေးပြအောင်စိမ့်မပေါ့နော်စက်တုံဖြူနဲ့ငရုတ်တီးလေးတွေကိုအခုလိုမျိုးညံ့နေအောင်အရင်ထောင်ထားပါမယ်ပြီးရင်တော့ဒီပန်းအရွက်ကလေးတွေပေါ့နော်ဒါပန်းဥရဲ့အရွက်ကလေးတွေကိုအခုလိုမျိုးလေးညက်ပြီးတော့ထည့်မယ်ပေါ့နော်တချို့နေရာမှာတော့ဒါကိုဘယ်လိုခေါ်လဲတော့မသိဘူးဒါတော့ကျွန်မတို့ကချင်ပြည်နယ်ဘက်မှာဆိုရင်ဒါလေးကပန်းဥပေါ့နော်ပန်းဥရွက်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကိုညံ့နေအောင်ထောင်းမယ်ပြီးတော့ကျမကဒီအမဲသားကြော်လေးရှိနေတဲ့အမဲသားကြော်လေးတွေပေါ့နော်ထည့်ပြီးတော့ထောင်းပါမယ်ဒီနေရာမှာကိုကအရသာစားချုံမုတ်စက်သားမုတ်ထည့်ခြင်းလည်းရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့မထည့်ထားဘူးဒီတိုင်းလေးပဲထောင်းမယ်ပြီးတော့တချို့ကလေဒီဘက်မှာဆိုလို့ရှိရင်စိတ်သားကြောက်တို့ပစုံကြောက်တို့ကိုကြိုက်တဲ့အသားကိုစားခြင်းတဲ့အသားတွေပေါ့နော်ထည့်ထောင်းလို့ရတယ်အရန်မွေးတယ်အရန်စားကောင်းတယ်ဒါကျမတို့ကချင်ပြည်နယ်ကအစားအစာလေးပေါ့နော်ပန်းဥထောင်းလေးရပါပြီရှင်